You should probably hit the ground running right after Christmas. And then I'll hit the ground running and look for some new clients. I'm gonna hit the ground running. The ground running ဒီဗီဒီယိုမှာပြောသွားတယ်ဒီစကားစုလေးအတိတ်ပဲကိုလေ့လာကြည့်ရအောင်သူကနှစ်တင်မှာ goal တင်ချထားတဲ့သူတွေအတွက်သုံးလို့ကောင်းတဲ့ phrase လေးတစ်ခုဖြစ်ပါတယ်ဆိုတော့သူ့ရဲ့အတိတ်ပဲကိုကြည့်ရအောင် It means start something with full energy without wasting any time အချိန်မဖြုံးဝဲနဲ့တစ်ခုခု energy အပြည့်နဲ့စလုပ်တာကိုဆိုလိုပါတယ်ပုံပြီးမမိတော့အောင် exam sentence တွေကြည့်ကြရအောင်ပထမတစ်ခုက I made my vision board now it's time to hit the ground running vision board တော့လုပ်ပြီးအခုက I အပြည့်နဲ့စတော့ရမယ်အချိန်ပဲသူတဲ့တစ်ခုက I'm hitting the ground running with my resolutions this year ဒီနှစ်မှာငါရဲ့ resolutions လုံးမယ်လို့ဆုံးဖြတ်ထားတဲ့အရာတွေကို design မှန်နဲ့အချိန်မဆွဲပဲစလုပ်ပါတော့မယ်တတိယတစ်ခုက I'm going to hit the ground running on my global journey this year ဒီနှစ်တော့ငါရဲ့ global journey အတွက်စတင်ကြိုးစားပါတော့မယ်နောက်ဆုံးတစ်ခုက starting my fitness journey today hitting the ground running အနာကိုချက်ခိုင်စေမဲ့ fitness key ကိုဒီနေ့ပဲစလုပ်ပါတော့မယ်အဲ့ဆိုရင်ကိုကဘာလို့ဒီဇိုင်းမမတ်စတင်လုပ်တော့မှလဲ hit the ground running ကိုသုံးပြီးတော့ကြည့်ပြခဲ့ပါအောင် so see you in the next video